ရေးတော့ဘယ်ကစရေးမလဲပေါ့နော် research paper တစ်စောင်ရေးမယ်ဆိုရင် abstract ရဲ့ title content ကြီးအရင်ဆုံးရေးရတယ်ဒါမှတက abstract ရဲ့ title ရဲ့ content လေးဆိုတာဒါတနည်းအားဖြင့်ပြောရင် structure ပဲဆရာတို့ skeleton structure လို့အယိုးကြောက်ပုံစံပဲအဲ့ဒီပုံစံကိုဆရာတို့ကဟာလာခွေးဆိုရင်ခွေး skeleton structure ပေါ့နွားဆိုနွား skeleton structure ပေါ့လူဆိုလူဘာမှမပါသေးဘူးအရင်ဆုံး structure လေးအရင်ချလိုက်တယ် content ဆိုရင်ဘာပါမလဲဆိုဟာလာဒီမှာဆိုလို့ရှိရင်ခုနပြောလို့ introduction ပါမယ် research ပါမယ်အဲ့ဒီထဲမှာပါတဲ့ content လေးတွေမှာ introduction မှာမှတခါထပ်ပြီးတော့ဘယ်အပိုင်းလေးတွေပါမယ်မှတ်သက်မှာမှဘယ်အပိုင်းလေးတွေပါမယ်အဲ့လိုအသေးစိတ်ကလေးဆရာတို့ကခေါင်းစဉ်လေးတွေကြီးရေးတာအဲ့ဒါ content title ကတော့2မျိုး3မျိုး4မျိုးပေးကြည့်တာပေါ့နော် title ပေးတဲ့အခါမှာဘယ်လိုပေးရမလဲဆရာခဏနေပြပါလက်တွေ့ပြပါနော်abstract ဆိုတာတော့အခုလုပ်နေတဲ့ဟာကြီးတစ်ခုလုံးရဲ့အနှစ်ချုပ် research ကြီးတစ်ခုလုံးရဲ့အနှစ်ချုပ်ဆိုတော့ဆရာတို့ကအနှစ်ချုပ်လေးတွေရေးကြည့်မယ်ပေါ့နော်အနှစ်ချုပ်လေးတွေကဲဟုတ်ပြီရေးပြီးဆိုတဲ့အခါကျတော့မှဆရာတို့ကတကယ်လုပ်ပြီးဆိုတဲ့အခါကျရင် method တွေ result တွေ discussion တွေဒါတွေကိုရေးပါမယ်နော်အဲ့ဒါနောက်ဆုံးကြတော့မှစောစောကပြောတဲ့အပိုင်းမှာ introduction ရဲ့ conclusion ရဲ့ future work ကနောက်ဆုံးကြမှာရေးရတယ်နော်ဘာဖြစ်လို့လဲဆိုတော့အထက်ကအသားတွေကိုဖြည့်ပြီးပြီဆိုတော့မှအပြင်ကနေပြီးတော့ introduction တို့ conclusion ဆိုတာ introduction ဒီ conclusion နဲ့ဘာဖြစ်ရမလဲ inline ဖြစ်ရနော် inline ဖြစ်ရဟာ introduction မှာပြောထားတာတစ်မျိုး conclusion ကြတော့အနှစ်ချုပ်ထားတာတစ်မျိုးဒါဆိုရင်အဆင်မပြေဘူးနော်ဒီထဲမှာ future work ကိုထည့်ပေးရမယ် future work ဘာကြောင့်ထည့်ရမလဲဆိုတာဆရာစောစောကပြောပြီးပြီနော်အဲ့တော့ဒီအချက်တွေကိုထည့်ပေးရမယ်ကဲဒါကိုဆရာအကျယ်ချက်ပြောရင်ရပါတယ်ဒါပေမဲ့ခဏပဲဆရာသွားစရာလေးတွေရှိတော့ထပ်ပြီးတော့ချုပ်လိုက်မယ်ဟုတ်ပြီပြီးရင်ဘာလုပ်ရမလဲ revise several time နော် revise several time အချိန်ပေါင်းများစွာတခါတည်း revise လုပ်အောင်နော်အပေါ်ချက်လိုက်ဖတ်လိုက်ဒါဘာကိုစဉ်းစားနေတာလဲဆိုတော့ဒါဆရာတို့က story ကိုစဉ်းစားနေတာ research story နော်စဉ်းစားကြည့်လေဘေးနားမှာရှိတဲ့လူတယောက်ကိုဟာလာကိုဈေးဝယ်ထွက်တဲ့အကြောင်းပြောမယ်ဆိုရင်ဘယ်လိုပြောမလဲသူနားလေအောင်ကိုကပြောအောင်နားထောင်တဲ့သူကနားလေအောင်ပြောအောင်နော်ခလေးတယောက်ကိုထမင်းစားကြအောင်ပြောမယ်ဆိုရင်ဘယ်လိုပြောရမလဲသူနားလေကြအောင်ပြောအောင်ဟဲ့လားထမင်းကဘယ်လိုကောင်းကြောင်းအာဟာရတွေဘယ်လိုရှိကြောင်းစသဖြင့်ပေါ့ဒီတော့တစ်ချက်က paper တစ်စောင်ရေးတော့မယ်ဆိုကိုကဘသူ့ကိုရည်ရွယ်ပြီးရေးမှာလဲကိုပြောမယ်ဆိုရင်ကိုကဘသူ့ကိုရည်ရွယ်ပြီးပြောမှာလဲအဲ့ဒီ audience ကိုနံပါတ်1ကမျက်နှာမူပါမျက်နှာမူပြီးတဲ့အခါမှာ story guideline ကိုချရတယ်ဘယ်လိုချရလဲဆိုရင် research story အရေးကြီးပါတယ်လောက်တာပြီးသွားပြီ project ကြီးလည်းပြီးသွားပြီ thesis ကြီးလည်းပြီးသွားပြီဒါပေမဲ့တင်ပြပုံမကောင်းလို့ရှိရင်အဲ့ဒါကြီးက reject ဖြစ်နေဦးမှာဒီတော့ဘာဖြစ်လဲဆိုရင်စောစောကပြောလို့ paper writing ကအရေးကြီးတယ် research ကတော့အောင်မြင်တယ်ဒါပေမဲ့ paper writing မကောင်းတဲ့အခါမှာ paper reject ဖြစ်နိုင်တယ်ဒါကြောင့်ဆရာတို့ကဘာလုပ်ရမလဲဆိုတော့ research story ကိုစဉ်းစားရတယ်စဉ်းစားတဲ့အခါမှာဘယ်လိုပုံစံမျိုးနဲ့တင်ပြမှာလဲနော်ပြီးရင်တော့ technical writing အရေးကြီးတယ်ဘယ်လိုရေးမှာလဲနော် technical writing က novel writing လိုမျိုးရေးလို့မရဘူးနော်ဟလာခုနကပြောသလိုပေါ့ခလေးကိုပြောမဲ့စကားလို့ဟလာတငယ်ချင်းကိုပြောမဲ့စကားလို့မိဘကိုပြောမဲ့စကားမတူအခုဒီမှာ technical writing ဖြစ်တဲ့အတွက် technically ပဲပြောရပြီးရင် logically progress ဖြစ်ရဟာတောင်ရောက်လိုက်မြောက်ရောက်လိုက်မဖြစ်ရဟလာအခုရုပ်ရှင်ဇာတ်ကားတွေကြည့်သလိုပေါ့နော်ရုပ်ရှင်ဇာတ်ကားကြီးမှာ intro ဆို intro ဟာတကယ်ဇက်အချိန်အမြင့်ဆုံးအချိန်ဆိုအမြင့်ဆုံးအချိန်ဟာပြီးရင်တခါတည်းဇက်ချိန်ချတဲ့အချိန်အတက်အကျတွေနဲ့တန်ဖိုးတွေနဲ့ဒီလိုပဲဆရာတို့က research paper ကိုရေးတဲ့အခါမှာလဲတန်ဖိုးကအဲ့လိုမျိုးသွားနော်အဲ့တော့ဟိုရောက်ဒီရောက် logical orally မကြဘူး logically progress မဖြစ်ဘူးဆိုလို့ရှိရင်တော့ဒီ paper ဟာကောင်းတဲ့ paper ဖြစ်မလားဒါကြောင့်ဓာတ်တွေကိုစဉ်းစားပြီးတော့ဆရာတို့ကဘာလုပ်ရမလဲဆိုအချိန်ချင်း revise လုပ်ရတယ်နော်ဒါကို research paper ရေးတယ်လို့ပြောတယ်ဒီနေရာမှာအရေးကြီးတာတော့ check grammar ကို check ရမယ် spelling တွေ check ရမယ်နောက်ပိုင်းဆိုရင်ဆရာတို့က plagiarism တွေ check ရမယ်ကိုယ့်ဟာကိုရေးရမယ်သူများရေးပြီးသားတွေခိုးမချရဘူးနော်ပြီးရင်တော့ proof reading ပေါ့နော်အချိန်ပေါင်းများစွာဖတ်ရကိုယ့်ရဲ့ဟာလေးကိုဒစိမ့်စိမ့်နဲ့ဖတ်ပြီးတော့တခါတည်းခဏပြင်နေရမယ်ပေါ့နော်ဒီလိုဆိုရင်တော့ paper ကောင်းလေးတစ်စောင်ရလာပါလိမ့်မယ် thesis ကောင်းလေးတစ်စောင်ရလာပါလိမ့်မယ်ပေါ့နော်ဒါက method ဖြစ်ပါတယ်